အားလုံးကိုလာဟာဖရန်စီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းပြင်သစ်စကားပြောအခြေခံလေးတွေကိုလေ့လာကြည့်ကြပါမယ် Où sont les toilettes Où sont les toilettes toilet ပဲမှာလဲဆိုပြီးမှမေးတဲ့အခါမှာသုံးပါတယ်ဒါဘယ်လောက်လဲ c'est combien ဘာဖြစ်နေရလဲ que se passe-t-il ကူညီပါအောင် au secours သတိထားပါ faites attention happy birthday ပါ joyeux anniversaire good night ပါ bonne nuit good afternoon ပါ bon après-midi bonjour ဒါဆိုရင် good morning လို့လည်းသုံးလို့ရတယ်ပြင်သစ်တွေရဲ့အဓိကနှုတ်ဆက်စကားလည်းဖြစ်တယ် bonjour que faites-vous မင်းဘာလုပ်နေရလဲဒါဆိုရင်ပြင်သစ်လိုအခြေခံစကားပြောလို့ရသွားမယ်လို့မျှော်လင့်ပါတယ်နောက်တဲ့ဗီဒီယိုမှာလည်းဆက်လက်ပြီးတွေ့ကြပါမယ်